ထိုင်းလိုရေးစားစကားပြောတဲ့ချစ်တယ်လို့ပြောတဲ့ဗီဒီယိုလေးတင်ပြီးပြီဆိုတော့ဒီနေ့ကအဖြေပေးမဲ့ဗီဒီယိုလေးဖြစ်ပါတယ်။မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သုံးလို့ရပါတယ်။မင်းမရေးစားရှိလားလို့မင်းคุณมีแฟนหรือยังမင်းမရေးစားရှိလားတကယ်လို့ရှိတယ်လို့ဖြစ်ရှင်มีแล้วရှိတယ်ရှင်มีแล้วค่ะมีแล้วค่ะရှိတယ်ခင်ဗျมีแล้วครับมีแล้วครับမရှိဘူးရှင်ไม่มีค่ะไม่มีค่ะမရှိဘူးခင်ဗျไม่มีครับไม่มีครับကျွန်တော်က single ပါကျမ single ပါဆိုလို့ရှိရင်ผมโสดครับผมโสดครับကျွန်တော်က single ပါကျမ single ပါฉันโสดค่ะฉันโสดค่ะโสดဆိုတာကအပြိုလူပြိုပြောတာပါโสดဖုန်းနံပါတ်ပေးလို့ရလားขอเบอร์ได้ไหมครับขอเบอร์ได้ไหมครับဖုန်းနံပါတ်ပေးလို့ရလားခင်ဗျရတယ်ဆိုရင်ได้ค่ะရတယ်ရှင်ไม่ได้ค่ะไม่ได้ค่ะမရဘူးရှင်ငါမှာချစ်သူရှိတယ်ရေးစားရှိတယ်ဆိုရင်ฉันมีแฟนแล้วฉันมีแฟนแล้วကျမမှာရေးစားရှိပြီကျမမှာရေးစားရှိပြီရှင်ฉันมีแฟนแล้วค่ะฉันมีแฟนแล้วค่ะကျွန်တော်မှာရေးစားရှိပြီချစ်သူရှိပြီဆိုရင်ผมมีแฟนแล้วครับผมมีแฟนแล้วครับကျွန်တော်မင်းကိုကြိုက်တယ်ผมชอบคุณလို့လာပြောရင်ကျမမင်းကိုမကြိုက်ဘူးပြန်ဖြေချင်ရင်ฉันไม่ได้ชอบคุณฉันไม่ได้ชอบคุณကျမမင်းကိုမကြိုက်ဘူးအရင်ကြည်ပြောချင်တယ်ဆိုရင်ขอโทษค่ะတောင်းပန်ပါတယ်ရှင် sorry ပါရှင်ကျမမင်းကိုမကြိုက်ဘူးขอโทษค่ะฉันไม่ได้ชอบคุณฉันไม่ได้ชอบคุณသူ့ပြန်ကြိုက်တယ်လို့ပြောရှင်ฉันก็ชอบคุณเหมือนกันတူပဲเหมือนกันဆိုတာတူပဲฉันก็ชอบคุณเหมือนกันကျမလည်းမင်းကိုတူပဲကြိုက်တယ်ကျမမင်္ဂလာဆောင်ပြီးပြီကျမအိမ်တောင်ရှိပြီဆိုရင်ฉันแต่งงานแล้วฉันแต่งงานแล้วแต่งงานဆိုတာကမင်္ဂလာပွဲကိုပြောတာပါฉันแต่งงานแล้วကျမမင်္ဂလာဆောင်ပြီးပြီကျမအိမ်ထောင်ရှိပြီဒါတော့အချို့ဖြေလေးတွေဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးတွေရှိရင်လည်းအောက်က comment မှာရေးထားပေးအောင်เนาะထိုင်းစကားကိုပြပြတတ်နဲ့မှန်မှန်ကန်ကန်ပြောချင်တယ်ဆိုရင်เนาะအခုရေးထားတဲ့အတန်ထွက်တွေကိုလိုက်ဖတ်ပြီးလိုက်မှတ်တာထက်အခုပြောတဲ့စကားလုံးတိုင်းကိုလိုက်ပြောပါလိုက်လေ့ကျင့်ပါအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ထိုင်းစကားကိုပို့ပြီးပြသနိုင်ပါတယ်ဒီနေ့တော့အားလုံး bye bye